ပြုခဲ့တဲ့ရှေးကောင်းမှုရှိခြင်းသည်မင်္ဂလာတရားပါတဲ့ကုသိုလ်ကောင်းမှုပြုခဲ့တဲ့ပုဂ္ဂိုလ်တွေမင်္ဂလာရှိတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့လင်္ကာလေးတစ်ပုဒ်ထိထိမိမိရဖို့တယ်ပုဗ္ဗေစကံအရင်ခံကြံတိုင်းအောင်စမြဲတဲ့ဟုတ်လားရှေးကောင်းမှုရှိတဲ့ပုဂ္ဂိုလ်တွေကြံစီတာဟာအောင်မြင်တာကြီးပဲလို့ဆိုတဲ့အဓိပ္ပာယ်ပေါ့အဲ့တော့လူတွေလောကကြီးမှာဝရိယချင်းတူပေမဲ့လို့အကျိုးပေးခြင်းမတူကြဘူးရရှိတဲ့ခံစားရပုံချင်းမတူကြဘူးเนาะကြိုးစားအထောက်မှုချင်းတူကြတယ်သို့တော့ရရှိတဲ့အကျိုးရလက်ရပုံချင်းမတူကြဘူးဟိုဦးဇင်းတို့ငယ်ငယ်တုန်းကဦးဇင်းတို့ရဲ့ခမဲတော်ကြီးအဖေကပေါ့လေအမြဲတမ်းသူ့နှုတ်ကညီးတဲ့စကားတစ်ခွန်းကြီးထီမှတ်မိနေတယ်ဆရာတကာကြီးကဘာညီးတုံဆိုတော့ကံမရှိဉာဏ်ရှိတိုင်းမွဲသူဒါခဏတိုင်းရွတ်တယ်သိလားကံမရှိဉာဏ်ရှိတိုင်းမွဲဟုတ်လားကံမရှိဘူးဆိုလို့ရှိရင်ရှေးကံမပါဘူးဆိုရင်ဉာဏ်နေနဲ့စဉ်းစားပြီးတော့ကြမ်းပန်ပြီးတော့လှုပ်တော်လည်းပဲလှုပ်တိုင်းပါဖြစ်နေတော့လွဲနေတယ်ဟုတ်လားဒါကြောင့်ကံမရှိဉာဏ်ရှိတိုင်းမွဲတဲ့ဟုတ်လားဒါကြောင့်ဗမာစကားပုံတွေထဲမှာလှန်ထမ်းလာတာကိုသာမြင်နိုင်တယ်ကံထမ်းလာတာကိုမမြင်ရနိုင်ဘူးဆိုတာဒါတွေကိုပြောတာကြိုးစားအထုတ်တဲ့နေရာမှာတချို့အများကြီးကြိုးစားအထုတ်တယ်အထုတ်တဲ့ဝရိယဇွမ်းလောက်ကိုပဲခံစားရတယ်ထိထိရောက်ရောက်ခံစားရတယ်လို့တချို့သိပြီးတော့မရှိဘူးအဲ့လိုတယောက်နဲ့တယောက်ကြိုးစားအထုတ်မှုချင်းတူပေမဲ့လို့အကျိုးခံစားရကြရင်မတူတာဟာဘာကွာသွားလို့လဲလို့မေးရင်အဲ့ဒီပုဗ္ဗေစကံအရင်ကံကွာသွားတာဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ရှေးကောင်းမှုရှိတဲ့ပုဂ္ဂိုလ်ရဲ့အဖြစ်ဟာလည်းပဲဒါမင်္ဂလာတရားလို့နားလည်လို့မရဘူးလားရတယ်ရှေးကောင်းမှုရှိတယ်ဆိုလို့ရှိရင်လှုပ်တိုင်းတဲ့နေတယ်ပေါ့မလှုပ်တိုင်းဖြစ်နေတယ်ပေါ့ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့ဒီနေရာမှာဇတ်တော်လေးတစ်ခုပြောခြင်းတယ်ကုသိုလ်ကံများဟာဘဝမှာအရေးကြီးတဲ့နေရာကနေပြီးတော့ကြိုးကင်နေတယ်ဆိုတဲ့အချက်ကလေးကိုပြောချင်တာပါဦးဇင်းတို့အလွန်ဆင်းရဲတဲ့ထင်းခွေသမားတယောက်ကတိုးတဲ့သွားပြီးတော့ထင်းခွေရင်းနဲ့ပြန်လာတော့မြို့တကားကြီးကပိတ်ထားတယ်မိုးချုပ်တာကိုပိတ်တော့မြို့ပြင်ဘက်ကဇေယျတစ်ခုပေါ်မှာသူအိပ်ရတယ်အဲ့လိုအိပ်ရင်းနဲ့ညရောက်တော့ဇေယျကောင်းရင်ကတစ်ပင်ပေါ်မှာတောကျက်တွေကအိတ်တန်းတက်ပြီးတော့အဲ့ဒီမှာကျက်တွေကလည်းအိတ်နေကြတာအိပ်ရင်းနဲ့ညကြောသူလန့်လို့တယ်လန့်လို့ရင်းနဲ့ထူးထူးခြားခြားပဲကျက်တွေကလူစကားမျိုးလိုပြောတာကိုသူကြားတယ်ကျက်တွေကလူစကားပြောတာကိုသူကြားတယ်နော်အဲ့ဒါကျက်တွေကရံဖြစ်နေတာအပေါ်ကတက်တက်ကျက်တဲ့အိတ်တဲ့ကျက်နဲ့အောက်ကအိတ်တဲ့ကျက်နဲ့အဲ့ဒါအပေါ်ကကျက်ကသူကမစင်စွန့်ကြတော့အောက်ကကျက်ရဲ့ခေါင်းပေါ်ကိုကြားကြတော့အောက်ကကျက်ကကက်ကက်လန်ရံတွေ့တယ်ပေါ့ရံတွေ့တော့မင်းကဒီလောက်ကြီးရံတွေ့နေပါနဲ့ဘယ်လောက်များအစွမ်းရှိလို့တော့အဲ့လိုပြောတော့အောက်ကကျက်ကပြောတယ်တဲ့ငါရဲ့အသားကိုမိခင်စားရင်မနဲ့လင်းနာနဲ့တပြိုင်တည်းအတပြားထောင်ထုတ်ရလိမ့်မယ်မင်းဒီလောက်လေးအစွမ်းနဲ့တော့မမောက်မသင့်ပါဘူးကွာတဲ့အပေါ်ကကျက်ကငါမင်းနဲ့အများကြီးပိုစွမ်းနေတဲ့ငါရဲ့အတွင်းကဆူဖြိုးတဲ့အသားကိုစားရရင်ဝန္ဒနာကလီတာပေါ့နော်အဲ့ဒါကိုစားရလို့ရှိရင်အဲ့ဒါမင်းဖြစ်နိုင်တယ်တဲ့ရှင်မင်းဖြစ်နိုင်တယ်အပြင်ကဆူဖြိုးတဲ့အသားကိုစားရင်ယောက်ျားဆိုရင်စစ်သူကြီးမိန်းမဆိုရင်မိဖုရားဖြစ်နိုင်အယိုးမှာကတ်နေတဲ့အသားလေးကိုစားရရင်လေလူဆိုလို့ရှိရင်ဗန္နာဆိုယဟန်ပုံနာဆိုလို့ရှိရင်မင်းဆရာဖြစ်နိုင်နေအဲ့လိုပြောတော့ထင်းခွေယောက်ျားကအတပြားထောင်ထုတ်ဘာလို့မှလဲရှင်မင်းဖြစ်မှာတော့ဆိုပြီးတော့အပေါ်ကအိတ်တဲ့ကျက်ကိုတက်ပြီးတော့ဖမ်းတယ်ဖမ်းပြီးတော့ရိုက်တက်ပြီးတော့မနဲ့လင်းတော့ယူလာပြီးတော့မိမကိုကောင်းကောင်းချက်ခိုင်းတယ်ဒါအလွန်ဘုံကံကြီးတဲ့အသားဒါမပြောင်းပြည့်စေနဲ့ဆိုပြီးတော့ချက်လည်းပြီးပြီဆိုတော့တောင်းနဲ့ထည့်ပြီးတော့အလွန်မင်္ဂလာရှိတဲ့နေရာအလွန်ကျက်သေးရှိတဲ့နေရာနော်ဇင်ရှိလက်ရှိချမ်းချမ်းသာသာသွားစားမယ်ဆိုပြီးတော့ကင်္ဂါမြစ်ကိုသွားပြီးတော့ရေချိုးပြီးမှစားမယ်ပေါ့နော်ထမင်းတောင်လေးသဲတောင်ပြင်ပေါ်တင်ပြီးတော့လင်မယားနှစ်ယောက်ဆင်းပြီးတော့ရေချိုးတယ်အဲ့လိုရေချိုးနေတော့မဲ့ဦးဇင်းတို့လေပြင်းမုန်တိုင်းတိုက်ပြီးတော့နော်ရေတွေကတောက်လျှောက်ကြီးလာပြီးတော့အဲ့ဒီထမင်းတောင်ကမြစ်ရည်တဲမျောသွားတယ်နော်လင်မယားနှစ်ယောက်ကထမင်းတောင်လိုက်ဆွဲတယ်မရဘူးနော်သူတို့ရဲ့ဝမ်းပိုက်ဟာသဲနဲ့ပဲပြည်သွားတယ်လို့ဆိုတယ်ဟုတ်လားရေတွေပါတွေပါဇက်ထဲဝင်ပြီးတော့အဲ့ဒီကြက်သားကိုမစားလဲရဘူးအသက်လုပြီးတော့ကမ်းပေါ်တက်ပြေးရတယ်အဲ့ဒီထမင်းတောင်ကဘယ်ရောက်သွားတော့ဆိုတော့ဟိုးအောက်ဘက်မှာစင်တွေကိုရေချိုးပေးနေတဲ့မင်းရဲ့စင်ဆရာရှိတဲ့နေရာကိုရောက်သွားတယ်ရောက်သွားတော့စင်ဆရာကဘာလေးလည်းမသိဘူးဘာတောင်းလည်းမသိဘူးဆိုပြီးတော့ကြည့်တဲ့အခါကျတော့ဟာကြက်သားတွေချက်ထားလိုက်တာမှုေးနေတာပဲဆိုပြီးတော့ဒါထူးခြားတယ်ဆိုပြီးတော့တစိမ့်ခတ်ပြီးတော့ငါမလာခင်ဘယ်သူမှမဖွင့်နဲ့ဆိုပြီးတော့အိမ်ကိုပို့လိုက်တယ်အဲ့ဒီအချိန်မှာပဲအဲ့ဒီစင်ဆရာကိုကိုွယ်တဲ့ဒိဗ္ဗစကုဘိညာဉ်ရတဲ့ယသိက
သူ့ရဲ့စင်စေရသူ့ရဲ့တကားအကြောင်းကိုလှမ်းပြီးတော့ဆင်ခြင်တော့အလွန်ဘုန်းကံရှိတဲ့ယောက်ျားပဲကြည်သံအလွန်ကြက်သေးရှိတဲ့ကြက်သားဟာသူ့ဒီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်ဒါပေမဲ့ तू မစီမံတတ်ရင်တော့ဒုက္ခရောက်မှာပဲလေအကျိုးကျေးဇူးခံစားရမှာမဟုတ်ဘူးအဲ့တော့ငါသွားပြီးတော့စီမံပေးမယ်ဟောနော်စားတဲ့အကြက်သားကလည်းအရန်သိရောက်တယ်နော်စီမံတတ်တဲ့လူကလည်းအရန်သိရောက်လာအောင်မှာပဲသူ့စီကိုဟုတ်လားအဲ့ဒါနဲ့ယသိကအိမ်ကနေပြီးတော့စင်စရာမရောက်သေးဘူးထိုင်ဆောင်နေတယ်အဲ့ဒါစင်စရာကကြက်သားကိုစားမယ်ဆိုတော့ငါစီမံမယ်အဲ့ဒီယသိကနော်စီမံမယ်ဆိုပြီးတော့ဝမ်းတွင်းကဆူဖြိုးတဲ့အသားကိုအဲ့ဒီစင်စရာကိုပေးတယ်သူ့ရဲ့တကာကိုလည်းကြီးပွားစေခြင်းနဲ့စေရနာမေတ္တာတွေရှိတာပေါ့တကယ်ဆို तू စားလိုက်ရင်လည်း तू ရှင်ပင်ဖြစ်မှာပဲသို့တော့ तू ကရှင်ပင်ဖြစ်ခြင်းနဲ့ဆန္ဒလည်းရှိဟန်မတူပါဘူးဟုတ်လားအဲ့ဒါနဲ့သူ့တကာကိုအဲ့ဒီဝမ်းတွင်းသားကိုစားခိုက်တယ်သူမိမကိုကြတော့အပြင်ကအသားကိုစားခိုက်တယ်သူကတော့အယိုးမှာကတ်နေတယ်အသားကိုစားတယ်တဲ့အဲ့ဒါနဲ့နောက်3ရက်နေရင်မင်းရှင်ပင်ဖြစ်လိမ့်မယ်မမေ့မလျော့နေရစ်ဆိုပြီးတော့မှားသွားတယ်နော်အဲ့လိုမှားသွားတော့3ရက်မြောက်နေ့ကျတော့တိုင်းတစ်ပါးရှင်ဘုရင်တယောက်ကသူတို့တိုင်းပြည်ကိုလမ်းပြီးတော့တိုက်တယ်လို့ဆိုတယ်အဲ့ဒီမှာသူတို့တိုင်းပြည်ကရှင်ဘုရင်ကမတင်ရှားတဲ့အသွင်ကိုယူပြီးတော့ဒီဆင်ဆရာကိုဆင်ပေါ်မှာမင်းမြောက်တစား၅ပါးဝတ်ပြီးတော့တိုက်ခိုင်းတယ်သူကတော့အောက်ကပဲမတင်ရှားတဲ့အသွင်နဲ့တိုက်တယ်ပေါ့လေဘလို့ရည်ရွယ်ချက်နဲ့အဲ့ဒါလိုလုပ်တယ်လဲဆိုတာတော့သူမှပဲသိရမှာပေါ့ဟုတ်လားအဲ့ဒါကန်ဆိုးကျင်တော့အဲ့ဒီရှင်ဘုရင်ကလက်နဲ့ထိပြီးတော့အဲ့ဒီတိုက်ပွဲမှာကြာတယ်အဲ့တော့မူကြီးမတ်ရာသေနာပတိတွေကတို့ရှင်ဘုရင်မသေးခင်ကစပြီးတော့မင်းဝန်မင်းသားနဲ့ချီးမြှင့်ခဲ့တဲ့ဒီဆင်ဆရာနော်အဲ့ဒီဆင်ဆရာကလည်းဉာဏ်ရှိတော့ဘာလုပ်လဲဆိုတော့အဲ့ဒီတိုက်ပွဲကိုခေါင်းဆောင်ပြီးတော့အနိုင်တိုက်တယ်အဲ့ဒီတိုက်ပွဲမှာနိုင်တဲ့အခါကျတော့မူကြီးမတ်ရာသေနာပတိတွေကဂိုင်းမထူးပါဘူးဒီဆင်ဆရာကိုပဲဘယင်မြောက်ကြစို့ဆိုပြီးတော့အဲ့ဒါဘယင်မင်းမြတ်ဖြစ်တင်မြောက်လိုက်လို့အဲ့ဒီဆင်ဆရာဟာရှင်ဘယင်ဖြစ်တယ်လို့ဆိုတယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ရှေးကံတရားတွေဆိုတာတခါတည်းရမှာစမ်းစမ်းကြဲကြဲရောက်လာတတ်တယ်ဆိုတာကိုနားလည်ဖို့မလိုဘူးလားလိုတယ်နားလည်ဖို့လိုတယ်ဟုတ်လားဒီနေရာမှာပိဋကပေါင်းသူတော်ကောင်းတို့ပုဝ္ဝေစကံအရင်ခံကြံတိုင်းအောင်သမီးဆိုတာနဲ့ပတ်သက်ပြီးတော့တို့ကတော့ကြံလိုက်တိုင်းလွဲနေတာပဲရှေးကံကလည်းနဲတဲ့နဲ့တူပါရဲ့ဆိုပြီးတော့စိတ်တော့မကြတဲ့ဘူးလို့ထင်တယ်စဉ်းစားကြည့်ရှေးကံပါတယ်ဆိုတာရှေးတုန်းကကောင်းခဲ့လို့အခုကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဟုတ်လားရှေးတုန်းကကောင်းခဲ့တာမကောင်းခဲ့တာဆိုတာကိုယ်ဘာမှတတ်နိုင်တဲ့ကိစ္စမဟုတ်တော့ဘူးဟုတ်လားအဲ့ဒီတော့နောင်မှာကောင်းဖို့အတွက်အခုကောင်းဖို့အရေးကြီးတယ်ဆိုတာလေးကိုစဉ်းစားပြီးတော့အခုအလွန်ကောင်းအောင်နေလိုက်ဖို့သာအလွန်အရေးကြီးတယ်ဟုတ်လားအဲ့ဒါဆိုရင်ဘိသက်ပေါင်းတော်ကောင်းတို့အနာဂတ်ဟာပြစ္ဆုတ်မှန်ဖြစ်လာတဲ့အချိန်မှာနော်ကိုဟာပုပ္ပေစကံကြီးတဲ့ပုဂ္ဂိုလ်မဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်နော်ဆိုလိုတာကဒီဘဝကောင်းကောင်းနေမယ်ဆိုရင်ဒီဘဝကုသိုလ်ကောင်းမှုတွေအများကြီးပြုမယ်ဆိုရင်နောက်ဘဝမှာကိုဒီပုပ္ပေစကံပါတဲ့ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးလားဒါကတော့ဘဝချားပြီးမှဦးဇင်းတို့ပြောတဲ့အပြောပေါ့လေဘဝမချားခင်မှာကိုပဲဆိုကြပါစို့ဒီနေ့ကုသိုလ်ကောင်းမှုပြုတယ်ဆိုရင်ဒီနေ့ကုသိုလ်ကောင်းမှုဒီမနေ့ဖြန်မှာအကျိုးမပေးဘူးလို့ဆိုနိုင်မလားကိုယ့်ရဲ့စေတနာထက်သန်မှုပေါ်မှာမူတည်ပြီးတော့တချို့ကံတွေကဒိဋ္ဌဓမ္မဝေဒနိယကံဆိုပြီးတော့ဒီဘဝတွင်အကျိုးပေးတဲ့ကံတွေရှိတယ်နော်အေးအဲ့တော့အရေးကြီးတာကအခုကောင်းလိုက်ဖို့ဒီအရေးအကြီးဆုံးပဲအခုကောင်းတယ်ဆိုလို့ရှိရင်ကောင်းခြင်းရဲ့အကျိုးသက်ဟာနှေးတာနဲ့မြန်တာပဲကွာမယ်ကိုယ်တန်တန်မှာရောက်မလာပြီဘူးလားရောက်လာနိုင်တယ်ဒါကြောင့်ပိဋကပေါင်းသူတော်ကောင်းတို့ဒီပုပ္ပေစကတပုံညတာဆိုတာနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုများရဲ့အစွမ်းတတ္တိဒီအံ့ဩဖွယ်ရာရှိတယ်ဆိုတဲ့အချက်ကိုယုံကြည်ပြီးတော့ကုသိုလ်ကောင်းမှုကိုသာနဲ့ဖိပြီးတော့ကြိုးစားအထုတ်သင့်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုနားလည်ဖို့မလိုဘူးလားလိုတယ်ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့ဒီနေရာမှာကုသိုလ်ကောင်းမှုဆိုတာနဲ့ပတ်သက်ပြီးတော့ကုသိုလ်ကောင်းမှုရဲ့တန်ဖိုးကိုလည်းနားလည်မှကုသိုလ်ကောင်းမှုကလည်းပြုကျင်သိပေါက်ကုသိုလ်ကောင်းမှုကိုပြုပါများမှလည်းပဲတစ်ချိန်ချိန်မှာကိုဟာပုပ္ပေစကတပုံညတာဆိုတဲ့မင်္ဂလာနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်မှာပေါ့နော်အရင်တုန်းကပြုခဲ့ဘူးတယ်ဆိုရင်တော့ဒါအတိုင်းထက်လွန်ပေါ့ဟုတ်လားသို့တော့ရင်တုန်းကလည်းပြုခဲ့ဘူးလို့အခုကောင်းတယ်အခုလည်းဆက်ပြီးတော့ကောင်းအောင်မယ်နောက်မှအတိုင်းထက်လွန်ဒါကောင်းသွားမှာပဲလေအဲ့ဒါလိုကောင်းမှုတွေကိုမျက်နှိုးတတ်ဖို့အတွက်ကောင်းမှုရဲ့အကျိုးကျေးဇူးတွေကိုတတ်နိုင်တယ်များတရားဓမ္မတို့ဦးဇင်းတို့တွေသိမြင်နားလည်မှုရှိအောင်လေ့လာသင့်တယ်ကောင်းမှုရဲ့အကျိုးပေးနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့မြတ်စွာဘုရားဟောတာတဲ့နိတိကန္နသုတ်တံဆိုတာရှိတယ်အဲ့ဒီနိတိကန္နသုတ်တံမှာမြတ်စွာဘုရားဟောတာအလွန်မှအားရစရာကောင်းတယ်အဲ့ဒီသုတ်တံလေးကတော့ကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့အမြဲမပြတ်စဉ်းစားဆင်ခြင်သင့်တယ်လို့တော့ဦးဇင်းတို့ကထင်တယ်ပေါ့ဟုတ်လားအေးမြတ်စွာဘုရားအဲ့ဒီမှာနိတိကန္နသုတ်တံနဲ့
နိရိကန္တသုတ်တံဆိုတာကရွှေအိုးမြုပ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ဥပမာပေးပြီးတော့ဟောတဲ့သုတ်တံမှာလူတော်များများလဲနာဘူးချမ်းဖို့ပါလေဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကလောကမှာမြုပ်ထားတဲ့ရွှေအိုးများဟာမြုပ်ထားတဲ့ပုဂ္ဂိုလ်အတွက်အချိန်မရွေးသူကအကျိုးကျေးဇူးပြုမှဖြစ်တယ်လို့ပေါ့ကုသိုလ်ကောင်းမှုများပြုထားပြီဆိုလို့ရှိရင်အဲ့ဒီကုသိုလ်ကောင်းမှုတွေဟာကုသိုလ်ရှင်ကိုအမြဲတမ်းချမ်းသာဒုက္ခဖြစ်ဖို့အတွက်စောင့်ရှောက်နေတာမျိုးမရှိဘူးလားရှိတယ်အဲ့တော့ကုသိုလ်ကောင်းမှုတွေကိုပြုရမယ်ပေါ့အဲ့တော့ပြုရမယ်ကုသိုလ်ကောင်းမှုကဘာတွေတုံးဆိုတော့ဦးဇင်းတို့ယတ္တဒါနေနသီလေနတံယမေနဓမေနသနိတိသူနိဟိတောဟောတိအစီယောအနုခံမိကောတဲ့နော်ဒါနရဲ့သီလရဲ့တံယမရဲ့ဓမ္မရဲ့နော်တန်ယမရဲ့ဓမ္မရဲ့တန်ယမဆိုတာကိုယ်နဲ့နှုတ်ကိုဦးဇင်းတို့အပြစ်ကင်းအောင်စောင့်စည်းတဲ့သဘောပေါ့နော်ဓမ္မဆိုတာကအိန္ဒြေ6ပါးကိုလိမ္မာရင်ကြည့်အောင်အပြစ်မဖြစ်အောင်စောင့်စည်းထိမ့်သိမ့်တဲ့သဘောပေါ့အလွယ်ပြောရရင်တော့ဒါနရဲ့သီလရဲ့တမာတိရဲ့ပညာရဲ့လို့၄မျိုးပေါ့ဟုတ်ရဲ့လားအဲ့ဒါကိုမြတ်စွာဘုရားကဒီတရား၄မျိုးကိုမိမိတန်တန်မှာဖြစ်အောင်ကြိုးစားမယ်ဆိုလို့ရှိရင်အဲ့ဒါရွှေအိုးကိုမြုပ်ထားတာတဲ့မြတ်စွာဘုရားကအဲ့ဒီရွှေအိုးဟာဘလို့အကျိုးကျေးဇူးတွေကိုပေးမဲ့ရွှေအိုးလေအာဇီယောအနုဂါမိကောတဲ့ဘယ်သူကမှမအောင်နိုင်ဘူးတဲ့ကုသိုလ်ရှင်ကိုဆိုလိုတာကအနိုင်အထက်လူယူလို့မရနိုင်ဘူးကိုပြုတ်ထားတယ်ဆိုရင်ကိုသေးချာပေါက်ပိုင်နေပေါ့တခြားလူတွေကကိုယ့်ကိုဘယ်သူကမှအနိုင်မကျင့်နိုင်ဘူးဒီကုသိုလ်ကောင်းမှုနဲ့ပတ်သက်ပြီးတော့နော်အနုဂါမိကောတဲ့မိမိရဲ့နောက်မှာအစဉ်အမြဲလိုက်နေမယ်အလွန်သစ္စာရှိတယ်ပေါ့နော်ဒါကြောင့်မြတ်စွာဘုရားကယတဒါနေနသီလေနတံယမေနဓမေနသနေရီသူနိဟိတောဟောတိအစေယောအနုဂါမိကောဒီတရားလေးမျိုးကုသိုလ်ကောင်းမှုတွေကိုမိမိတန်တမှာဖြစ်အောင်ကြိုးစားရမယ်ဒါဆိုလို့ရှိရင်အလွန်အစွမ်းတတ္တိကြီးတဲ့ရွှေအိုးကိုမြုပ်နှံထားတာဟုတ်လားအဲ့ဒီရွှေအိုးကိုမြုပ်နှံထားလို့ရှိရင်တဲ့ဧတဒေဝမနုဿာနံတဗ္ဗကာမတတော်နိတိယံယံဒေဝဘိပတ္တင်တိတဗ္ဗမေတေနလဗ္ဗတိဟောဒီရွှေအိုးလေးမျိုးမြုပ်ထားတဲ့ပုဂ္ဂိုလ်ဟောဒီကုသိုလ်ကောင်းမှုလေးမျိုးကိုပြုထားတဲ့ပုဂ္ဂိုလ်ဟာတဲ့နတ်တွေလူတွေဘယ်လိုနတ်ဘယ်လိုလူမှန်သမျှသူတို့စိတ်ထဲမှာတောင့်တတာရကျင်တာမှန်သမျှကိုဒီကုသိုလ်ကောင်းမှု၄မျိုးကပေးလိုက်မယ်တဲ့သဗ္ဗမေတေနလဗ္ဗတိတဲ့နော်အဲ့ဒီကုသိုလ်ရှင်ဖြစ်ခြင်းနဲ့အလိုဆန္ဒတွေအားလုံးကိုဒီကုသိုလ်ကောင်းမှု၄မျိုးကဖြစ်အောင်လုပ်ပေးလိုက်မယ်လို့ကိုပြောတာဟုတ်လားဒီဘာတွေလုပ်ပေးမှာတော့မြတ်စွာဘုရားကတော့အသေးစိတ်လေးပြောတယ်ဗျာနော်သူဝဏတာသူတရတာသူတန်ဌာနာသူရူပတာအာတိပစ္ဆပရိဝါရသဗ္ဗမေတေနလဗ္ဗတိဟောလောကမှာဥရှင်တို့လူရလို့ဖြစ်လာပြီဆိုရင်လူတွေဟာတယောက်နဲ့တယောက်မတူကြဘူးလေမတူတဲ့အချက်မှာတော့အဓိကကဘာလဲဆိုတော့မျက်စိနဲ့မြင်လိုက်ရတဲ့တန်းပြီးတော့သိလိုက်ရတဲ့ရုပ်ရည်ပေါ့ဟုတ်လားဒါကြောင့်သူဝဏတာလူတယောက်အရေးကလေးအရေးအစင်းလေးလှဖို့နော်မြတ်စွာဘုရားဒီနေရာမှာအတိအကျဟောတာလေးကိုပိဿပေါင်းတော်ကတော့နည်းနည်းစိတ်ဝင်စားသေးခြင်းတယ်နော်သူဝဏတာဝဏဆိုတာအရေးအစင်းနော်အသားရောင်လေးအသားအယောင်လှတာပေါ့နော်သူတရတာဆိုတာအတန်ကောင်းတာနော်ဒါတွေကိုဒီကုသိုလ်တရားတွေကပေးမယ်လို့မြတ်စွာဘုရားကပြောတာနော်သူဝဏတာအရေးအစင်းလှတယ်သူတရတာအတန်ကောင်းတယ်ပြီးတော့ဘာလို့သူတန်ထာနာပုံတရံကောင်းတယ်အချိုးဆက်ကြတယ်လို့ပြောတာနော်ပြီးတော့ဘာလို့သူရူပတာတဲ့ကြည့်လို့အလွန်ကောင်းတယ်ဟောရုပ်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရုပ်အစင်းနဲ့ပတ်သက်ပြီးတော့၃မျိုးပြောတယ်ဟိုဦးဇင်းကတော့ဘုန်းကြီးကအလွန်အသေးစိတ်တာပဲလို့အပြစ်တင်ရင်လည်းခံရမှာပဲပြောအောင်မယ်ဟုတ်လားနော်သူဝဏတာတဲ့သူဝဏတာဆိုတာကဘာတော့အရေးနော်အသားရောင်အယောင်လို့ပြောကြပါစို့အယောင်လှတယ်တချို့ကအယောင်တော့လှတယ်ဒါပေမဲ့ဘလို့ဖြစ်နေတုံးဆိုတော့ပုံတရံကသိပ်ပြီးတော့မကြဘူးဟောဘုဒ္ဓတို့ဖြစ်နေတာဘိန်းရှိရှိဖြစ်နေတာဝါတုတ်တုတ်ကြီးဖြစ်နေတာဒါဆိုရင်လည်းပဲအရေးဘလောက်လှတယ်ပြောသူ့ကိုကြည့်ကောင်းတယ်လို့မဆိုနိုင်ဘူးဟုတ်လားနော်ကိုင်းအရေးအစင်းလည်းကောင်းတယ်ပုံတရံကလည်းအချိုးဆက်ကလည်းအလွန်တရာမှပြည့်ပြည့်တယ်ကိုင်းဘာလို့သေးတုံးဆိုတော့သူ့ရူပါတာတဲ့မျက်လုံးပုံသဏ္ဍာန်နှာခေါင်းပုံသဏ္ဍာန်မျက်နှာပေါက်နှာခမ်းအစရှိတဲ့ဖြင့်ရုပ်ချောတယ်လှတယ်ဆိုတာများသောဖြင့်လူတွေကတော့မျက်နှာလေးကြည့်ပြီးတော့ပြောကြတာပေါ့လေဟုတ်လားသို့တော့မျက်နှာလေးတစ်ခုပြည့်စုံုံမျှနဲ့လူတယောက်ကိုချောတယ်လှတယ်လို့ပြောတာကတော့လေမပြည့်စုံသေးဘူးပေါ့ဟုတ်လားအဲ့တော့၃မျိုးပြောတာနော်အရေးအစင်းကိုပြောတယ်အချိုးဆက်ပုံသဏ္ဍာန်ကိုပြောတယ်ပြီးတော့သူရူပတာဒီမျက်နှာပေါက်ရဲ့ဒီကြည့်လို့ကောင်းတဲ့အနေအထားကိုပါမြတ်စွာဘုရားပြောလိုက်တယ်အကုန်လုံးကိုခြုံလိုက်ရင်တော့အလွန်တရာကြည့်လို့ရှုလို့ကောင်းတဲ့ချုံပေါ်လှပတဲ့လူတယောက်ပေါ့ပြီးတော့ဗာလေသူတရတာ
အတန်လဲကောင်းမေတဲ့အဲ့ဒါမျိုးတွေကိုဘယ်သူကပေးမလဲဆိုတော့ယခုနကပြောထားတဲ့ကုသိုလ်ကောင်းမှုတွေကပေးမယ်ဒါပြောတာဒါတွေမကဘူးတဲ့အာဓိပစ္စပရိဝါရတဲ့တချို့ကရုပ်တွေတော့ချောပါရဲ့ဒါပေမဲ့အာဓိပစ္စဆိုတဲ့အစိုးရခြင်းမရှိဘူးသူ့မှာဩဇာမရှိဘူးအာဏာမရှိဘူးသူပြောရင်ဘယ်သူမှနားမထောင်ဘူးသူ့ကိုဘယ်သူမှဂရုမစိုက်ဘူးအလေးမပြုဘူးဒါဆိုရင်လေဘဝမှာချုပ်ရင်းချက်ကြီးရှိနေတယ်လို့ဆိုရမှာပေါ့ဟုတ်လားအဲ့လိုမျိုးမဖြစ်စေဘဲနဲ့အာဓိပစ္စဗာလဲအစိုးတရားရှိတယ်အစိုးတရားရှိတယ်ဆိုတာကအခြေချေဝန်းဝန်းကြီးကိုရည်ရွယ်ပြောတာမဟုတ်ဘူးဆိုကြပါစို့ကိုကအိမ်တော်ဦးစီးဖြစ်တယ်ဆိုရင်လည်းဒီအိမ်မှာကိုကအစိုးတရားရှိရမယ်ပေါ့ကိုကကျောင်းတိုင်ဘုန်းကြီးတယောက်ဖြစ်တယ်ဆိုရင်ဒီကျောင်းမှာကိုကအစိုးတရားရှိရမယ်ပေါ့ဟုတ်လားအဲ့လိုမျိုးပေါ့လေနော်အစိုးရမှုဆိုတာအလွန်တရာအရှိန်စော်ရှိတယ်ပေါ့နောက်ပြီးတော့ဦးဇင်းတို့ပရိဝါရတဲ့ပရိဝါရဆိုတာအချမ်းရံကိုပြောတာနော်တချို့ကကိုယ်အတိုင်းဝိုင်းလေးနဲ့ကိုတော့အစိုးရတယ်ဒါပေမဲ့အချမ်းရံကအလွန်နည်းတယ်ဆိုရင်လည်းမပြည့်စုံသေးဘူးပေါ့အဲ့ဒါလို့ဦးဇင်းတို့လောကီကောင်းမြတ်မှုတွေကိုမြတ်စွာဘုရားကဒီရွှေအိုးလေးလုံးနဲ့တူတဲ့ဒါနသီလသမာဓိပညာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကပေးမယ်တဲ့မြတ်စွာဘုရားကဒါရင်လားဆိုတော့မကဘူးမာနုတိကသတံပတ္တိဒေဝလောကိစယာရတိယာသနိဗ္ဗာနတံပတ္တိတပ္ပမေတေနလဗ္ဗတိတဲ့လူချမ်းသာလူစည်းစိမ်နော်နတ်ချမ်းသာနတ်စည်းစိမ်နောက်ဆုံးနိဗ္ဗာန်ချမ်းသာနိဗ္ဗာန်စည်းစိမ်လို့ပြောကြပါစို့ဟောအဲ့ဒီစည်းစိမ်၃ခုဒါအကောင်းဆုံးတရားလို့ပဲဦးဇင်းတို့အချင်းချုပ်ပြီးတော့ပြောကြပါစို့နော်နိဗ္ဗာန်ချမ်းသာကတော့အကောင်းဆုံးပေါ့အဲ့ဒီချမ်းသာတွေကိုဒီကုသိုလ်ကောင်းမှုတွေကပေးလိုက်မယ်တဲ့ဟုတ်လားအဲ့ဒါလိုပြောပြီးတော့မြတ်စွာဘုရားကပါဆက်ပြီးတော့အမိန့်ရှိတယ်ဆိုတော့ဦးဇင်းတို့ပဋိသင်္ပိဒဝိမောက္ခောစယာသတာဝကပါရမီပိစေကဘောဓိဗုဒ္ဓဘူမိတပ္ပမေတေနလဗ္ဗတိနော်ပဋိသင်္ပိဒ၄ပါးနော်ပြီးတော့ဦးဇင်းတို့အရဟတမေညာအရဟတဖို့ညာနော်ရိုးရိုးအက္ခတာဝကမဟာတာဝကရိုးရိုးတာဝကနော်ဒါဦးဇင်းတို့ယဟန္တာတွေပေါ့လေအဲ့ဒီအဖြစ်ဘောဓိစုပေါ့နော်ဒါတွေမကဘူးဦးဇင်းတို့ပြည့်စေကဗုဒ္ဓအဖြစ်နောက်ဆုံးဗုဒ္ဓဘူမိသဗ္ဗညုတဉာဏ်ကိုရတဲ့တကယ့်ဘုရားအဖြစ်ကိုလည်းပဲဟောဒီကုသိုလ်ကောင်းမှုတွေကပေးတာတဲ့ဟောပေးတဲ့ရေကောင်းတာတော့အကုန်ကုန်သွားပြီနော်လူစည်းစိမ်ကနေပေါ်စပြီးတော့ပြောလိုက်တာနော်ဒီကုသိုလ်ကောင်းမှုပြည့်စုံလို့ရှိရင်ဒီကုသိုလ်ကောင်းမှုရှင်တွေလိုချင်တဲ့အရာမှန်သမျှဒီကုသိုလ်ကောင်းမှုတွေကပေးမယ်လို့ပြောရာကနေစပြောလိုက်တာအခုဘယ်ထိရောက်သွားဘုရားအဖြစ်ကိုထိရောက်သွားတာနော်ပဋိသင်္ပိဒဝိမောက္ခောစယာသတာဝကပါရမီပိစေကဘောဓိဗုဒ္ဓဘူမိတပ္ပမေတေနလဗ္ဗတိနောက်ဆုံးဘုရားအဖြစ်ဆိုတဲ့အထွတ်အထိပ်ဖြစ်ကိုတောင်မှဒီဒါနာသီလသမာဓိပညာဆိုတဲ့ရွှေဦးကြီးလေးလုံးကပေးမှာတဲ့ဟုတ်လားအဲ့ဒါကြောင့်မြတ်စွာဘုရားကနေကုန်းကျုပ်နိတိကန္နသုတ်တံမှာဘာဟောတုံဆိုတော့ဧဝမဟိတိကဧတတပ္ပမေဧဝမဟိတိကဧတယတိတံပုညတံပဒံတတမတိရောပတံတန္တိပန္တိတံကတပုညတံဘာပြောတုံဆိုတော့အဲ့ဒါလောက်အရှိန်အစောတကူအစွမ်းတတ္တိကြီးတဲ့ဒီကုသိုလ်ကောင်းမှုကိုတဲ့ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာပြည့်စုံအောင်ပြုကြရမယ်တဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေဟာကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကိုပဲချီးမွမ်းတယ်တဲ့နော်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကဘာကိုချီးမွမ်းတယ်ကုသိုလ်ကောင်းမှုနဲ့ပြည့်စုံခြင်းကိုချီးမွမ်းနေတဲ့နော်လောကကြီးမှာချီးမွမ်းတဲ့အစ်စ်အမှန်ဆိုလို့ကလည်းဒါပဲရှိတယ်လို့ဆိုရမှာပါတကယ်တမ်းကလည်းဟုတ်လားကုသိုလ်ကောင်းမှုနဲ့ပြည့်စုံသည်ဤအဖြစ်တည်တာနဲ့လောကမှာအချီးမွမ်းတိုက်ဆုံးသောအရာဒါကြောင့်ပညာရှိတွေကသိတယ်မြင်တယ်နားလေတယ်လောကကြီးမှာချီးမွမ်းတိုက်တာဟာဘာရှိလဲဒါနာကောင်းမှုနဲ့ပြည့်စုံတယ်ဆိုချီးမွမ်းတိုက်တယ်နော်စွန့်လွတ်နိုင်တယ်ချီးမွမ်းတိုက်တာပေါ့ဘာဖြစ်လို့ဆိုသူ့ရဲ့အကျိုးစီးပွားကိုသူရအောင်လုပ်နိုင်တယ်တစစွန့်ဝဲမှလည်းဘဝနောင်ဆက်တိုင်းကောင်း၏ဟုတ်လားဒါကြောင့်ဒါနရဲ့အကျိုးကိုသိကြတဲ့မြင်ကြတဲ့ပညာရှိတွေကဒါနာကောင်းမှုပြုတဲ့ပုဂ္ဂိုလ်ကိုချီးမွမ်းတယ်သူ့ရဲ့အားကိုးရာထောက်ရတီးရာကိုသူရှာနိုင်တယ်တော်တယ်ပေါ့ဟုတ်လားအဲ့လိုပဲသီလစောင့်စည်းမှုငပြည့်စုံနေတမာတိတရားပညာတရားပို့လို့တောင်းသူကမြင့်မြတ်သွားတယ်ပေါ့ဟုတ်လားအဲ့လိုကုသိုလ်ကောင်းမှုတွေရဲ့အစွမ်းတတ္တိကိုသိကြတဲ့မြင်ကြတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကလောကကြီးမှာကုသိုလ်ကောင်းမှုပြုထားတဲ့ပုဂ္ဂိုလ်တွေကိုသူတို့ဟာချီးမွမ်းကြတယ်တဲ့နော်ပြောပုံကလေးကနော်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ပုဝေစကတပုံညတာရှိကောင်းမှုရှိခြင်းသည်မင်္ဂလာဆိုတာနဲ့ပတ်သက်ပြီးတော့ကောင်းမှုရဲ့အကျိုးအာနိသင်ကိုအဲ့လိုသိဖို့မြင်ဖို့မလိုဘူးလားလိုတယ်နော်အကယ်၍ကိုယ်မှာရှိကောင်းမှုပါတာနည်းတယ်လို့ကိုယ်စိတ်ထဲမှာခံစားမိတယ်ဆိုရင်ပြီးခဲ့ပြီးသားတွေကတော့ဘာမှမတတ်နိုင်တော့ဘူးဟုတ်လား
အဲ့ဒါဘာလို့ဖို့လဲလို့လေနောင်ရေးကိုမျှော်တွေးပြီးတော့ဟုတ်လားအခုလောလောဆယ်ကောင်းတဲ့ကောင်းအောင်ဟုတ်လားဒီလောက်အစွမ်းတတ္တိကြီးမားတဲ့ဒါနသီလသမာဓိပညာဆိုတဲ့ကုသိုလ်ကောင်းမှုတွေကိုသာလင်ပြုလုပ်ပြီးတော့နောင်တစ်ချိန်မှာပုပ္ပေစကတ္တပုညတာမင်္ဂလာအလွန်ကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားရမယ်